တောနဲ့ကြီးထဲမှာရေမျိုးနေဆိုင်နေတယ်ဒီနေရာဟာတာမန်တောက်အုပ်တစ်ခုမဟုတ်ဘူးတေချင်းတရားနဲ့ရှင်သန်ချင်းအားပြိုင်နေတဲ့ Badlands လို့ခေါ်တဲ့အရိုင်းမြေပဲဖြစ်ပါတယ်ဇလန်ပိုင်ရေစီးတက်နေတဲ့ချောင်းထဲမှာခြေထံပြင်းပြင်းနေကြားနေရတယ်ကြည့်လိုက်စမ်းအဲ့ဒါကြောက်မက်ဖွယ်ကောင်းတဲ့ predator တွေကောင်ပဲဒါပေမဲ့ထူးဆန်းတာကသူ့ပခုံးပေါ်မှာလူသားမင်းကလေးတစ်ယောက်ကိုအသေးအတန်ထန်ပြေးနေတာပဲသူတို့နှစ်ယောက်ဟာရန်တူတွေလားမဟာမိတ်တွေလားမင်းကလေးကတည်ငြိမ်တဲ့လေသားနဲ့ပြုတ်လိုက်တယ်မင်းအားရှိဖို့တစ်ခုခုစားရမယ်ဒီမှာကြည့်ဒါကအစာပြေစာပဲသူမကယွန်းနွန့်တဲ့ကသရဝါလေးတွေကို predator ကိုကျွေးဖို့ကြိုးစားနေတာအစာပိုင်းမှာ predator ကခေါင်းမာနေပြီမဲ့နောက်ဆုံးမှာတော့သူမရဲ့စေတနာကိုလက်ခံလိုက်ရတယ်သူမကထပ်ပြောတယ်ဒေါသနဲ့အနိုင်ယူတာထက်နူးညံ့မှုနဲ့အနိုင်ယူတာကပိုထိရောက်တယ်သိလားပြားရင်နဲ့ဆိုရင်ရင်ကောင်းတွေကိုပိုဖမ်းလို့ရတယ်လေဒီစကားကြောင့် predator ရဲ့မျက်လုံးထဲမှာထူးဆန်းတဲ့အရိပ်ရောင်တွေဖြတ်ပြေးသွားတယ်သူကသူမကိုစိုက်ကြည့်ရင်ထက်ခက်ခက်ခက်အသံထွက်လိုက်တယ်ငါနမဲဒတ်ဒါဟာတမိုင်းတစ်လျှောက်မှာမဖြစ်နိုင်ဆုံးသောမိတ်ဖွဲ့မှုပဲသူတို့နှစ်ယောက်ဟာမတူညီတဲ့ကဘာနှစ်ခုကလာပြီးမြင်အခုတော့ဒီတောနတ်ထဲမှာတယောက်ကိုတယောက်အားကိုးလို့ရှင်သန်မှုစူးစမ်းနေကြပြီမိန်းကလေးကဘျူးပြီးပြောလိုက်တယ်ကောင်းပြီဒတ်ဒါဆိုငါတို့အစကနေပြန်စကြရအောင်